ဒီနေ့မှာတော့စကားချိုချိုပြောတိုင်းစိတ်ရင်းကောင်းတာမဟုတ်သလိုစကားကြမ်းကြမ်းနန်းပြောတိုင်းလည်းစိတ်ရင်းမမှန်ဘူးလို့ယူဆလို့မရတဲ့အကြောင်းလေးကို sharing လုပ်ပေးချင်တာပါလူတွေနဲ့အလုံးလုံးရင်းပေါ့နော်အခုရက်ပိုင်းထဲမှာသတိထားမိတာတခုရှိရဲ့တချို့လူတွေကစကားပြောရင်တော့အရန်ချိုသားတယ်နားထောင်တာလည်းသဘောကျစရာကောင်းတယ်ဒါပေမဲ့အခက်အခဲကြုံလာတဲ့အချိန်ဒါပဲယူရမယ့်အချိန်မှာတော့အရင်ဆုံးပျောက်သွားတတ်ကြရပေါ့နော်ချို့လူတွေကကြတော့စကားပြောတာတော့တိတ်မညင်တာဘူးဒါပေမဲ့နားထောင်တာတခါလေနားထောင်တာတော့အဆင်ပြေမနေဘူးဒါပေမဲ့အရေးကြီးတဲ့အချိန်ရောက်ရင်ဘေးမှာရက်နေပေးတယ်အမှန်ကိုပြောပြပေးတယ်အကူအညီလိုရင်လက်တွဲခေါ်ပေးတတ်ကြရပေါ့နော်အဲ့တော့အသက်ကြီးလာလေလူတယောက်ကိုစကလုံးတွေထက်လုံးရက်တွေနဲ့ပို့ပြီးတော့တိုင်းတာလာမိရဲ့စကားချိုတာတာအားသာချက်တစ်ခုဖြစ်ပေမဲ့စိတ်ရင်ကောင်းတာတန်မိုးတစ်ခုဖြစ်တယ်လို့အရင်ဆုံးသတ်မှတ်မိရပေါ့နော်ကောင်းသောနေ့လေးဖြစ်ပါစေ